အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော် free sky စီမာဆိုပြီးတော့ဒီမှာ free sky ထွက်လာတာအလောက်က9နာရီမှနားမှာဆောက်ပြန်မှာ9နာရီတော့မထိုးသေးဘူးခဏလေးအလောက်ကညနေဆိုကျွန်တော်တို့မှအလုပ်မရှိတော့ဘူးခဏလေး free sky စီမာဆိုပြီးကျွန်တော်လာတာဒါဒီ free sky ဒီနားမှာကွမ်းရှိတယ် free sky ကွမ်းဒါလည်းမစိတာကြပြီစိရှင်နေတယ်ရောက်တော့မှာဟောဒီပါဒီကွမ်းမှာခဏလေးစီးမှာကိုရှင်ဆိုတော့လူတွေမရောက်သေးဘူး9နာရီကျော်6နာရီလောက်ဆိုမှလူကရောက်တယ်ဆိုတော့ကျွန်တော် free sky လေးခဏလေးစီးကြည့်လိုက်မယ်ဒါဟိုကကျမ်းမာရေးအတွက်ဒါကောက်တယ်ရွှေထွက်တယ်ခြေကအမြဲတမ်းလှုပ်ရှားနေရတာဆိုတော့ရွှေထွက်တယ်ဒါလည်း sky ပဲလေโอเคဗီဒီယိုကဒါရှည်တော့မှာမလို့ကျွန်တော်နောက်ထပ်လေးစီးဦးမှာဒါပေမဲ့ဒီဗီဒီယိုကိုဒီမှာအဆုံးသတ်လိုက်မယ်ကျွန်တော်ခဏလေးစီးကြည့်လိုက်မှာ Okay see you